အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဟင်းနုရွေရတုပ်လေးသုစားပြပါတယ်နော်ဟင်းနုရွေတွေကိုတူဖူးလေးကြော်ထားတာလေးတွေလည်းရှိနေတာနဲ့ထည့်ပြီးတော့သုစားလိုက်ပါတယ်ရှင်ဒီဦးဆုံးဈေးကနေလက်လက်ဆက်ဆက်ဝင်လာတဲ့ဟင်းနုရွေကလေးတွေကိုကိုလိုတလောက်ချိုးထည့်ထားလိုက်ပါတယ်နော်ဟင်းနုရွေတွေကအရန်ပေါ်တယ်ပေါ့နော်လေးစားပေါက်တာဆိုတော့လေမြို့ပေါ်မှာကြတော့ဝယ်စားရတာပေါ့ရှင်ဟင်းနုရွက်ကလေးတွေကိုတရီလောက်ခဏပြုတ်လိုက်ပြီးရင်ရေလေးနဲ့စီးပြီးတော့စားသုံးလို့ရပြီပေါ့နော်တူဖူးလေးတွေလည်းအစင်လေးရှိရနေရနဲ့ကက်ချီလေးနဲ့ညက်ပြီးထည့်လိုက်ပါတယ်မရှိရင်လည်းမထည့်ရင်ရတယ်ပေါ့နော်ဘာမှမဖြစ်ပါဘူးရှင်ပြီးသွားရင်တော့ပေါင်ပစ္စည်းဖြစ်တဲ့ခဲညင်ဒီနဲ့နံပင်ချစ်သွန်လေးထည့်ပါတယ်ပြီးရင်တော့အချင်းမုံတစွန်းထည့်ပါတယ်ပြီးရင်တော့စားဟင်းချိုမုံဒီတော့ချစ်သွန်လေးစီချစ်လေးပေါ့နော်ထည့်ပြီးတော့နေလိုက်ပါတယ်ဒီနေရာမှာငရုတ်သီးစီချစ်လေးရှိရင်လည်းငရုတ်သီးစီချစ်လေးထည့်ပြီးနေရင်ပူစားကောင်းတယ်ပေါ့ရှင်စစ်ဆက်လေးပေါ့နော်ကျမကုန်းနေရာနဲ့မထည့်တော့ပါဘူးရှင်ပေါင်းစားရင်လည်းရန်ကူစားလို့ကောင်းပါတယ်ဟင်းနုရွက်ကပေါ့နော်အိမ်မှာဆိုရင်တော့ရန်ကိုပေါ်ပါတယ်နေရာတိုင်းမှာပေါက်တယ်ပေါ့နော်အခုဆိုရင်တော့ရန်ကိုစားခြင်းစပွဲခေါင်းနဲ့ဟင်းနုရွက်တုပ်လေးကြပါပြီရှင်အားလုံးလည်းရန်ကိုလွယ်ကူတာမို့လို့လှူစားကြည့်နော်ဗီဒီယိုဆိုဒီကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာလည်းဘယ်လိုဟင်းလေးတွေတုပ်ပြအောင်လဲဆိုတာစောင့်ကြည့်ပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်